ဓမ္မပရိသတ်တွေအားလုံးမင်္ဂလာပါဘဝတွေကဓမ္မများဆိုတဲ့ဘဝထဲမှာရရှိခဲ့တဲ့ဓမ္မအသိဉာဏ်တွေကိုဆွေးနွေးမျှဝေလာခဲ့တာဒီတစ်ပတ်အပိုင်း48ကိုရောက်ရှိလာပါပြီဒီတစ်ပတ်မှာတော့ဒီရက်ပိုင်းတွင်မကြာခဏကြုံတွေ့ကြားနေရတဲ့အကြောင်းအရာတစ်ခုနဲ့ဆက်ဆက်ပြီးတော့ဓမ္မအသိဉာဏ်လေးကိုမျှဝေခြင်းပါတယ်ဓမ္မအသိဉာဏ်လေးကိုအားလုံးမမိလွယ်အောင်ခေါင်းစဉ်လေးတစ်ခုလွယ်လွယ်ကူကူပြလိုက်ပါတယ်အားလုံးကြားဖို့နေကြပါပဲဘာပဲဖြစ်ဖြစ်စိတ်မငြင်းနဲ့လို့ဒီလိုခေါင်းစဉ်လေးပြလိုက်ပါတယ်ဆိုတော့ဘာဖြစ်လို့ဒီခေါင်းစဉ်ပေးရလဲလို့မေးရင်ဒီရက်ပိုင်းတွင်မှာမကြာခဏအစမပြေမှုတွေအလိုမကျမှုတွေကြောင့်စိတ်ညစ်နေပြီလို့စိတ်ညစ်နေပါတယ်လို့ရှောက်ထားတဲ့ရင်ဖွင့်ကြတဲ့သူရဲ့စကားသံတွေကိုများစွာကြားရှိနေကြပါတယ်။အဲဒါကြောင့်မို့လို့ဒီခေါင်းစဉ်လေးဒီဓမ္မအသိဉာဏ်လေးမိမိခေါင်းထဲမှာအတွေ့အကြုံမှာပေါ်လာခြင်းဖြစ်ပါတယ်။အဲ့တော့လောကမှာရှိတဲ့လူအများစုဟာကိုလိုချင်တာမရဘူးကိုဖြစ်ချင်တာမဖြစ်ဘူး။ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုရင်လွယ်လွယ်ကူကူပဲစိတ်ညစ်တတ်ကြပါတယ်။ဒီလိုကြတော့လေပြင်းပြင်းထန်ထန်ကိုစိတ်ညစ်တတ်ကြပါတယ်။အဲ့တော့ကိုဘာကြောင့်ဒါကြီးကိုမရရတာလဲ။ဘာလို့မဖြစ်ရတာလဲ။ငါမှဘာလို့မဖြစ်ရတာလဲဆိုတော့ကိုအတွေးပေါင်းမျိုးစုံနဲ့နှိမ့်ဆက်နှင်းဆဲပြီးတော့စိတ်ညစ်ခြင်းတွေဖြစ်နေတတ်ကြပါတယ်။လောကမှာအလုံးတည်ပြီးသားပါ။ပြည့်စုံတဲ့ပုဂ္ဂိုလ်ရေလို့ဖက်ရှင်ကိုရမကြီးကလွဲရင်မရှိကြပါဘူးအားလုံးမှာလိုအပ်ချက်ကိုစီဆန္ဒကိုစီနဲ့မပြည့်စုံသောဆန္ဒတွေနဲ့ဘဝကိုရှေ့ဆက်နေရတာပဲဖြစ်တယ်လူတိုင်းဥစ္စာချမ်းသာချင်တာပေါ့လူတိုင်းရာထူးဌာနန္တရတွေကြီးချင်တာပေါ့လူတိုင်းပညာတတ်တွေဖြစ်ချင်တာပေါ့လူတိုင်းအကြီးမွန်းခံကျင်ကြတာပေါ့ဒါပေမဲ့လူတိုင်းဖြစ်သလားဆိုတော့ဖြစ်ပါဘူးတစ်ခါတလေမှာအကဲရခံရမယ်တစ်ခါတလေမှာအဝေဖန်ခံရမယ်တစ်ခါတလေမှာပျော်ရွှင်ခြင်းတွေကြုံရမယ်တစ်ခါတလေမှာဝမ်းနည်းခြင်းတွေဆုံရဆိုတော့ကိုဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုရင်လောကကြီးမှာဒုက္ခဆိုတဲ့စကားလုံးပေါ်လာစရာအကြောင်းတော့မရှိပါဘူးအဲ့တော့လောကကြီးမှာဘာပဲဖြစ်ဖြစ်အရေးကြီးဆုံးကတော့မိတို့စိတ်ဓာတ်တွေညှဉ်းနှွမ်းမသွားဖို့ကအရေးကြီးပါတယ်အဲ့လောကမှာရှင်သန်နေထိုင်တဲ့လူတွေအားလုံးမှာလောကရန်ဆိုတာအားလုံးကြားဖို့ပြီးသားလောကရန်၈ပါးရှိတယ်အစိုးလောကရန်၄ပါးအကောင်လောကရန်၄ပါးအစိုးလောကရန်နဲ့ကြုံတွေ့တဲ့အခါမှာလူတွေဟာအင်မတန်ကိုမှလွယ်လွယ်ကူကူစိတ်ညစ်တတ်ကြတယ်အချွတ်များဆိုရင်ကိုတတ်သိတဲ့အထီတောင်မှဆွန့်လွတ်ပြီးတော့စိတ်ဓာတ်တွေကြာပြီးတော့ရှင်ဆိုင်ကြရတယ်အစိုးလောကရန်နဲ့ကြုံတွေ့ခြင်းတဲ့သူတွေလို့လောကကြီးမှာတစ်စုံတစ်ယောက်မှရှိမနေပါဘူးဒါပေမဲ့အထူးမှလည်းရှောင်လွဲလို့မရဘူးအကုန်ကြုံတွေ့ရပါတယ်နိုင်တန်ဆိုတဲ့ကဲ့ရဲ့ခြင်းအစဉ်ပြေတဲ့အချိန်မှာကိုဒီလူတွေပဲအကောင်းပြောကြတယ်အစဉ်မပြေတဲ့အချိန်မှာကဲ့ရဲ့ကြတယ်ဒါလည်းအစိုးလောကရန်အလာဘောလို့ခေါ်တဲ့ဇီဝဥစ္စာမပြည့်စုံခြင်းလိုချင်တာတွေမရခြင်းဆိုတဲ့လောကရန်လည်းလူတိုင်းကြုံတွေ့ရပါတယ်အခုအာရတောလို့ခေါ်တဲ့ကိုဘေးနာမှာမိတ်ဆွေအပေါင်းအသင်းဒီကောင်မှမသားစုပတ်ဝန်းကျင်ရှိနေတဲ့အချိန်မှာတော့ဝိုင်းဝန်းလည်နေမှာပေါ့မရှိတော့တဲ့အချိန်ကျရင်ဘာမှမရှိတော့တဲ့အချိန်ကျရင်ကိုယ်နာမှာတရားမှမနေတော့တာမျိုးလေကြုံတွေ့ရတယ်။ဒီနောက်ဆုံးအစိုးလောကရန်တစ်ခုကတော့ဒုက္ခလို့ခေါ်တဲ့ဆင်းရဲမှုတွေပေါ့အစမပြေမှုတွေဒါတွေဟာလူတွေကိုလွယ်လွယ်ကူကူစိတ်ညစ်ခြင်းအောင်ဖြစ်စေတယ်။အဲ့ဒါအစိုးလောကရန်၄ခုနဲ့ကြုံတိုင်းမှာမိမိတို့ကဒီအရာတွေဟာအစင်ထာဝရအမြဲတဲ့အရာမဟုတ်ဘူး။ငါတယောက်တည်းကြုံရတာမဟုတ်ဘူးလူတိုင်းကြုံရမှာပဲ။ငါစိတ်ညစ်နေတော့ဘာထူးမှလဲကိုအတိပေးဖို့လိုပါတယ်အဲ့လိုကြုံတွေ့ရတဲ့အခါမှာခံနိုင်ရှိဖို့လည်းလိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စိတ်တွေညစ်နေမယ်စိတ်တွေဆင်းရဲနေမယ်ဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးတော့အပြစ်ဖို့နေမယ်ဆိုရင်လည်းပဲဒီအစိုးလောကရန်တွေကပျောက်သွားမှာမဟုတ်ပါဘူးမပျောက်သွားတဲ့အပြင်တပူပေါ်နှစ်ပူဆင့်ပြီးတော့ပိုကိုဆိုလာတတ်ပါတယ်ပို့ပြီးတော့တောင်မှဒုက္ခတွင်ဟာနှက်သွားလို့ရှိတတ်ကြပါတယ်တကယ်တော့အကောင်းလောကရန်ကြီးကြုံတွေ့ရတဲ့လူအဆိုးလောကရန်ကြီးပဲကြုံတွေ့နေရတဲ့ပုဂ္ဂိုလ်ရဲ့လို့
ယနေ့အချိန်ဒီလောကမှာမကြားဘူးပါဘူး။နောက်လည်းကြားရဖို့လားလားမရှိပါဘူး။အဲ့တော့အချိန်ခါအားလျော်စွာအကောင်ရောအဆူရောလောကဓာတ်နှစ်ခုလုံးကိုပေါင်းဆက်ပြီးတော့ကြုံတွေ့ခံစားကြရမှာဖြစ်ပါတယ်။အဲ့တော့အကောင်လောကဓာတ်ပုံများတဲ့သူအဆူလောကဓာတ်ပုံများတဲ့သူဆိုပြီးတော့နည်းနည်းတော့ကိုလုတ်ခဲ့တဲ့ကုသိုလ်အကုသိုလ်နဲ့ဆက်ဆက်ပြီးတော့ maybe ကွာကောင်းကွာနိုင်ပါတယ်။ဒါဘယ်လိုလောကဓာတ်ပဲကြုံခုနအကောင်လောကဓာတ်၄ပါးနဲ့ကြုံလို့ပဲဖြစ်ဖြစ်အဆိုးလောကဓာတ်၄ပါးနဲ့ကြုံလို့ပဲဖြစ်ဖြစ်မျိုးတို့စိတ်သက်တွေကတုံ့လောက်သွားပြီချိန်ရင်သွားပြီဆိုရင်စိတ်ငြိမ်မှုဆိုတာဖြစ်လာတတ်ပါတယ်။ဥပမာအကောင်လောကဓာတ်၄ပါးထဲမှာဒုက္ခလို့ခေါ်တဲ့ချမ်းသာခြင်းတွေကြုံတွေ့ရတဲ့အခါမောဟကြွားကမောဟပျော်ကပါးကလည်းဒီလိုနေမယ်ဆိုလည်းပဲဒါလောကဓာတ်မှာကြာရှုံးခြင်းပါပဲ။အဲ့လိုပဲပတ္တန်တလို့ခေါ်တဲ့ချီးမွမ်းခြင်းတွေနဲ့ကြုံရတယ်။အဲ့လိုကြုံတိုင်းမှာလည်းမိမိတို့အဲ့ဒီထဲမှာမျောပြီးတော့နေမယ်ဆိုရင်လည်းပဲအဆိုးလောကဓာတ်မှာအကောင်လောကဓာတ်နဲ့မိမိတို့ကြာရှုံးခြင်းပါ။အဲ့တော့ချီးမွမ်းလည်းခဏကြိတ်လည်းခဏပဲဒီလိုမျိုးတက်တော့လျောက်ပါလုံးပြင်ရပါလိမ့်မယ်။နောက်လာဘောလို့ခေါ်တဲ့စီးပွားရေးအဆင်ပြေတဲ့အခါဖြစ်နေတာတွေဖြစ်တဲ့အခါမှာလည်းမိမိတို့လွတ်မသွားဘူးအရေးကြီးပါတယ်။ဒါလည်းပဲအခိုက်အတန့်ပဲလို့နားလည်ဖို့လိုပါတယ်။နောက်တစ်ခုကရာတော်လို့ခေါ်တဲ့ကိုဘေးနားမှာအပေါင်းအသင်းအခြေအနေပေါ်များခြင်းရလည်းအခိုက်အတန့်ပဲလို့နားလည်ရမယ်။ဆိုတော့ everything is impermanent ဆိုတဲ့အတိုင်းပဲဘယ်အရာမှမမြင်ပါဘူး။ဒါကြောင့်ဘလို့အရာတွေနဲ့ပဲကြုံတွေ့ဘာတွေပဲဖြစ်အရေးအကြီးဆုံးမှာချင်တာကတော့စိတ်မညစ်ဖို့အရေးကြီးပါတယ်။အဲ့လိုစိတ်မညစ်ဘူးဆိုရင်လွယ်လွယ်ပြောရင်အကုသိုလ်မဖြစ်ဘူးပေါ့။အကုသိုလ်မဖြစ်ရင်မိမိတို့ဘဝတွေကအေးချမ်းတဲ့ဘဝတွေပိုင်ဆိုင်ကြမှာဖြစ်တယ်။ဒါကြောင့်ဘလို့လောကဓာတ်နဲ့ပဲကြုံဘလို့အခြေအနေမှာပဲဖြစ်စိတ်မညစ်နိုင်တဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့သူတော်ကောင်းတွေဖြစ်နိုင်ကြပါစေ။